ပတ်ဆိုင်ရောပတ်ဆိုင်အိတ်တာဟိုလေးမပါလာဘာနဲ့ခဲကြလားဒါလေမီဆွေမီဩဇာခါရဲသူတို့ရောထားပြီးသားအဲဒါတို့ဒါယူလိုက်တာမီကြီးမဟုတ်ဘူးလေဖြစ်ကြညီမလောက်ထားတဲ့จุกခဲတော့မရှိဘူးဒီနာကြောက်ခဲမရှိဘူးလေဘာလို့မရှိရမှာလဲမမမဟုတ်ဒီနာတွေကဘလက်ချိုက်တွေလာကြတဲ့ဘလက်ချိုက်တွေကလုံးဝဇက်တိုက်လောက်ထားတာလေတလားလေလို့ရှိတယ်လေရှိတာတော့ကြီးကြီးတွေပဲညီမဖေးလိုက်တာဒီနေ့ဒါပေမဲ့ဒီနာတွေကအရင်နှစ်တွေလည်းလောက်ထားပြီးသားဆိုတော့အဲ့လောက်ထိရှိတယ်လို့ရှိတော့ရှိတယ်လို့မခင်းချင်ဒီဆက်လိုက်မနော်ခင်းချင်ဒီအများကြီးတီးလာလို့ရှိရင်အလုပ်မှလည်းလက်ပေးလို့ခရတော့ဝင်းမနဲ့ညီမနဲ့ခင်းချင်ဒီအပြင်ကိုပြောခဲ့တယ်ညီတို့ကလည်းညီတို့ရှင်တန်ကြားလို့ငါတို့က supporting ပေးမှာလို့ရှင်တမဖြစ်မယ်အရင်ကတ်သွားလားဒီမှာခင်းတီးတဲ့ပြင်ဆိုင်ချင်တီးလို့တခုဆိုတစ်မျိုးပဲလုပ်လေသုံးခုပဲလုပ်ထားလိုက်ပေါ့ဒါပေမဲ့နေရာတစ်ခုလို့ကြဲကြဲလေးလုပ်လိုက်လေသုံးခုနှမျိုးလို့လေရပါရပါရှိပါရပါလားညီမဟာဒီရမလို့စီးကြီးသွားတာဝင်းမနားစုကမှအလုံးခါမလို့တရားချိုးတော့လေဒီရောက်ဒီလိုလောက်ထားမှမတိမှဆိုလို့အေးဖယုံတီးပြင်အຫນွေတွေကအိမ်ဆောက်ရမှာဆိုတော့နော်အဲ့ဘက်မှာဆက်လိုက်အဲ့ပါကြိုက်လားပြိုးဝင်ဝယ်စားတဲ့ဟာဒီမှာဟမ်အဖူးပဲစားတဲ့ဟာကြိုက်လားပြိုးဝင်ဝယ်တာကြိုက်လားဟိုကအဖူးတိတက်မယ်လေဖူးစားရတယ်ဟာမမမနေ့ပြန်ထားရေလောင်းပြီးတော့ဘာအမဲပြန်ထားနေရေလောင်းပြီးတော့မပြန်မိုးရွာမှာဟုတ်လို့လားတီးလေမိုးမြန်လောင်းပြီးတော့ညီမဟာရပန်းဆိုလေလောင်းစရာမလိုတော့သေးပါဘူးဟာနင်းအစိုးတက်ကြီးတွေရှိနေတာဒါပေမဲ့ရေကမနဲ့ညလောင်းရမယ်ဘလို့သေးလောင်းစရာမလိုသေးရောင်းတဲ့လူတွေလေရောင်းတဲ့လူတွေနေကင်းမူးလောင်းတာလည်းပြန်ရမယ်ရှိတော့ဆိုင်ရလူတွေပြီးတော့ဒီနှစ်ပင်အဲ့ဒါကခွားတီးဆိုတော့လေဟိုဘက်မှာဆိုင်ရမယ်ဟိုကပြုံနေပြင်လိုက်ကြသေးတာပြုံသေးတယ်ပါ